လူတယောက်မှာဘယ်တော့မှမေ့လို့မရတဲ့လူတယောက်ဆိုတာရှိကြသမျှပဲလေအဲ့ဒီလူဟာအချစ်ဦးလည်းဖြစ်ခြင်းဖြစ်မယ်အချစ်ဆုံးလည်းဖြစ်ခြင်းဖြစ်မယ်အဲ့ဒီလူဟာတန်ရာတွေဘလောက်ပဲပြီးခဲ့အဲ့ဒီလူကြောင့်ပဲမျက်ရည်တွေဘလောက်ပဲကျခဲ့စိတ်နာပြီးမပြတ်သားနိုင်တဲ့အခါတန်ရာပိုးပြီးနာကျင်ရတယ်ပတ်သက်ခဲ့တဲ့မြအတိတ်တွေအားလုံးကိုမေ့လိုက်ခြင်းပဲတိုက်ဆိုင်မှုတွေရှိလာတဲ့အခါမသိစိတ်ကစိတ်လိုလက်ရလွမ်းမိပါတယ်ပြုံးလိုက်ရင်ပချိုင်တီးတီးလေးပေါ်လာတာကအစလက်ဖမိုးကအမာယုတ်တီးတီးလေးအစုံအားလုံးကိုတတိယပါတယ်သူလည်းသူ့ဘဝနဲ့သူကိုလည်းကိုယ်ဘဝနဲ့ကိုယ်ဆိုပေမယ့်ဈေးတော်ရောက်မှကြောက်တဲ့သူမိုးရီရွာတဲ့အခါမပြုံးနိုင်မမုန်းနိုင်စိတ်ပူမိတယ်ပြန်မလာတော့တဲ့ခြေလွမ်းတွေကိုလွမ်းတယ်မသက်ဆိုင်တော့တဲ့အပြုံးတွေကိုလွမ်းတယ်ပြန်ပြင်လို့မရတဲ့အတိတ်တွေကိုလွမ်းတယ်ပြန်လာမယ်ဆိုရင်လည်းပြန်မလို့ချင်တော့တာသိကြတယ်နှုတ်သဘောတူမဟုတ်ဘဲနဲ့လွယ်ခဲ့ကြတဲ့သစ္စာတရားတွေကိုမုန်းတယ်မတ်သေးကြီးနည်းနည်းလေးမှမရှိပဲလွမ်းနေမိတဲ့နှလုံးသားတွေကိုလည်းမုန်းတယ်နာကျင်စရာတွေများတဲ့အတိတ်တွေထဲမှာပျော်ပျော်ရွှင်ရွှင်ပိတ်မိနေတဲ့ငါးခုငါလည်းမုန်းတယ်လူတယောက်ကိုလူတယောက်ကမိထားလို့ရှားတယ်မေးပြဖို့ချပေးစမှုတွေအရှမ်းများတယ်ချစ်လဲချစ်ခဲ့ဘူးတဲ့လွမ်းလဲလွမ်းမှုပါလေတိတ်ဆိုတော့လွယ်နဲ့မေးလို့မဖြစ်နိုင်နဲ့မျောလင်းချင်မချတဲ့မှန်တီးပေမဲ့အဒီရနေတယ်ကျင်နာရီနဲ့တို့ချက်တွေတူညီတယ်ဝေးခဲ့တာဘာကြောင့်လဲဘဝတွေကမကောင်းခဲ့ဘူး